ကျွန်တော်အခုပါ Fujitsu Q580 เนาะ Select SC ဟို model name က FAR G1 801A7 เนาะအတန် A7 2.007 အဲ့ကောင်ကိုကျွန်တော် driver run ပါ driver ကျွန်တော် order နဲ့မရအောင်เนาะ manual run ပါ manual run တာကိုဒီမှာကျွန်တော်ပို့လွှဲအောင်ဆိုပြီးတော့ဒီ driver bucket ဆိုတဲ့ TVS software လေးနဲ့ run ပါเนาะဒီမှာဆိုရင်ကျွန်တော်တို့အခုဒီမှာဒီကောင်ဒီ software နဲ့အရင်ဆုံး bucket file ထုတ်ပြီးတာเนาะဒီမှာเนาะback file ရင်ထုတ်တာနော် Bluetooth display driver ရှိရနော်ဒီရတဲ့ကျွေးလိုက်ရွှေ့ပြီးဒီမှာ driver validity ပဲဆိုရှိတယ်အဲ့လိုကျွန်တော်တို့ဖွင့်လိုက်မယ်ဒီရ file driver bucket လုပ်ချင်ကြတော့ဒီမှာ bucket ဆိုတာရေးရမှာနော်အဲ့ဒါတော့ scan ဖတ်သွားတယ်ဒီမှာရှိရဟာတွေပဲနော် scan current system ဆိုရင်ရှိရဒီမှာ driver ကိုဖတ်သွားမှာနော်ဒါအခုကျွန်တော် restore လုပ်မှာမတည်တည်ရ driver ကိုလုပ်မှာနော်ဒီမှာ driver manager ရဲ့မှာထားလိုက်နော်ဒီ device manager ရဒီမတိသေးတဲ့ကောင်တွေပေါ့နော်ဒီမှာဒီမတိသေးတဲ့ကောင်တွေကိုကျွန်တော်တို့က run ပါနော် driver တိအောင်လုပ်ပါအဲကျွန်တော်တို့ဒီကောင် restore သွားမယ် restore မှာကျွန်တော်ခုန driver file ရှိတဲ့နေရာကို driver IF file တွေပေါ့နော် IF file ရှိတဲ့နေရာကိုကျွန်တော်ပေးရ location ချပေးရပါနော် this PC တော့ document ဒီမှာကျွန်တော်တို့ဒါခုနယူထားဟာနော်အဲကောင်ကျွန်တော် okay နေလိုက်ပြီးရင် okay ထန်နေအဲ့ဒါဒီမှာ driver ပေါ်လာပြီနော်မတိတဲ့ driver ပေါ်လာနော်အဲကျွန်တော်ဘာလုပ်မလဲဆိုတော့ restore now ပြီး set up bucket driver ကို okay လုပ်မယ် okay နှိပ်လိုက်မယ်အဲ့လိုလုပ်ထားရပါကျွန်တော်ဒီမှာ driver တွေတိလာဆိုတော့ဒီမှာကြည့်မယ် driver တွေတိသွားတော့ကျွန်တော်ဒီမှာတစ်ခါရေးကြည့်မယ်နော်အဲ့လို driver အများကြီးပဲနော်မတိသေးဘူးနော်ဒီမှာတူတူ driver bucket လုပ် manual ဒီလိုမျိုးလဲလုပ်လို့ရမှာနော်ဒါပေမဲ့ကျွန်တော်တို့ကမြန်အောင်လို့ဒီလိုမျိုးအဲ့လို driver ဒီ browse my computer ကနေပြီးတော့ browse သွားမယ်ပြီးဒီမှာ document တွေကဒီဟာလေးကိုကျွန်တော်ရွေးပြီးတော့ okay နှိပ်လိုက်မယ်နှိပ်လိုက်ရင်ပြီးတော့ next နှိပ်လိုက်ရင်တော့ driver သူ့ဘော auto ရှောင်းအောင်ပေါ့နော်ဒါပေမဲ့အခုကလွယ်အောင်ဒီ software နဲ့ပဲတုံးလိုက်တယ်ပေါ့နော်ကိုကြည့်လိုက်မယ် driver ကုန်တည်သွားတာပေါ့နော်နားဆောင်လိုက်မယ်ဟောပါလို့ next နှိပ်လိုက်ဆိုရင် driver install လုပ်လို့နော်နားဆောင်မယ်နော်ခဏလေး pass လုပ်ထားလိုက်နော်ဒီမှာတော့အခုဆို file တော်တော်များများတည်သွားပါနော် driver တွေတော်တော်များများတည်သွားပြီ touch ဆောင်ရပါပြီနော်ဒါပေမဲ့နည်းနည်းတော့ကျန်သေးတယ်နော်အဲ့ဒါခဏတော့ထပ်ဆောင်အောင်နော်ဒီခဏ pass လုပ်ထားလိုက်မယ်နော်အခုတော့ graphic driver install လုပ်နေပြီနော်အဲ့ဒါလေး pass လုပ်ထားလိုက်မနော်အခုရပြီနော်ဒီမှာဆိုရင် community driver ဖြစ်သွားပြီနော် driver ကို install လုပ်ပြီးပါပြီနော်ဒီမှာဆိုရင်မရရှိသေးတယ်နော်အဲ့ဒါကြီးကျတော့ကျွန်တော် manual run မှာပဲရမယ်နော်ဒါဆိုမရတဲ့ဟာလေးရှိသေးတယ်နော်ဒီမှာဆိုရင်ခဏလေးနော်ဒီမရတဲ့ဟာရှိအောင်မယ်အဲ့တော့ဒီကောင်တော့မရသေးဘူးเนาะအဲ့ဒါကြောင့် manual install လို့ခုနကလုပ်ပြီးတော့ပါရမယ်เนาะကို finish ရင်ထိလိုက်ခဏလေးเนาะ computer လုံးဟောရပြီเนาะအဲ့ဒါပိတ်လိုက်တော့မယ်ပြီးကျွန်တော်ခုနကပေါ်နေတဲ့ဟာလေးကိုဒီ driver file တွေကကျွန်တော် manual တွားပြီးတော့ install လုပ်မှရမယ်เนาะဒီတစ်ခုอ่ะဆိုရင်တက်လာရအောင်တော့เนาะဆောင်းဒါဒီ I2C device ဆိုတာလေးကို right click ထောက်နော် right click ထောက် right click ထောက် edit driver ပြီး browse my computer for driver ဒီမှာ document နေရာမှာကျွန်တော်ခုန driver file ရှိရနေရပါတော့ driver bucket file လေး IR file ရှိရနေအောင်ထောက် section ပေးလိုက်ပြီးရင် okay နှိပ်ပြီးရင် next နှိပ်လိုက်အဲ့ဒါ driver installation လုပ်နေပြီဟောရပါပြီနော်ဆိုရင်ကျွန်တော်တို့ထပ်ပြီးထပ်လောက်မှရမယ်နော်ဒီမှာကျွန်တော် file ရှိသေးတယ်နော်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်
ဒီမှာနော်ကျူမှာရှစ်ဒီမှာ define ရှိတယ်နော်ဒီကောင်ကျွန်တော်ခဏဖြီးမှရ copy ခဏကူးလိုက်မယ်ကြည့်ဒီ driver file မှာအဲ့ဒီဟာနဲ့တက်ပြီးနေတယ်တက်နေနော်ဒီကင်မရာတစ်ပါးဆိုတော့ရှာမှရမယ်နော်ဒီကောင် TT4 ရှိရနေတော့ရွေးပြရမယ်နော်ဘာတက်ကွန်ရရှိရနော်အဲဒီတော့ပြန်ရွေးပြီးမှရအားနော် high speed camera driverဆိုရင်ခုနကကျွန်တော်တို့တစ်လုပ်လိုက်တာဒီကောင်နော်သွားမယ်ပြီးဒီ driver ကိုရွေးမယ် okay နှိပ်လိုက်မယ် next နှိပ်မယ်ချက်ကြည့်မယ်ရပြီနော်ဆိုတော့ reset ချလိုက်ရပြီနော်ခဏ pass လုပ်ရမယ်နော်ရပြီနော်ဒီမှာ driver ကိုတည်သွားပြီနော်ဘာနော်ဘာမှမရှိရမရှိရဘူးနော်ရပြီနော်ဒါဟို footage စုကျူ980နော် tablet ပေါ့နော် tablet ကိုကျွန်တော်တို့ driver run တာနော်ရပြီနော်ဒီမှာသူ့ model နော်ဒါကျွန်တော်တို့ဒါတော်တော်များများမရှိတော့နော်ကျွန်တော်တင်ပြီးပြီပေါ့နော်ရပြီနော်